အခုဒီ Sunday ဆိုတော့မမတို့စားမယ်ပွားမယ်ပေါ့ ဟုတ်ကဲ့ခင်ဗျာလိုက်ပြီးအားပေးမယ် ဟုတ်ပြီပိုက်ဖို့ဝက်အရှင်း ဒီဘက်ဟိုခေါင်းဘက်ကဆော့ပါ ကျွမ်းနေဒါပေမဲ့ဟိုဗာလဲဟိုဟာနဲ့တော့ချက် အတားချက်တချို့ကြတော့ကြမ်းထိုးတာနဲ့ဒါလေးခွေပြီး ခဏပြောင်းနဲ့လက်နဲ့ဆွဲမယ်အားရပါရစားတော့ညာစားလိုက်ရလို့ရှင်မျက်နှာကိုပြုံးနေတာပဲအကိတ်ကြီးအလုပ်ကြောင်းလေးလည်းပြောရင်ပြီးလေ ဟုတ် ပြီးပါအကိတ်ကြီးကိုရ ဟုတ်ပါဒီမှာတန့်ရှင်းတယ်ဟိုချို့တွေလိုတဲတွေပါဘာမှပါ ပြီးတော့မှစလို့တန်လေးသွင်းလိုက်ပါမယ်အရွက်တုပ်ရယ်ခယူချက်ခယူရယ်အပူရွက်တွေပါတယ်ပြီးတော့မုတ်တီတုပ် ဟုတ်တယ် ပြီးတော့တမယရေးပြီးတဲ့ခါကျတော့ခနန်းပြောစက်တုံမြူကျော်